ဒီနေ့ကတော့ဆောင်းနာဝင်ရမယ့်နေ့ဆိုတော့ဖူကဒီနေ့နည်းနည်း hair care လေးလုပ်မယ်ပေါ့နော် hair care လေးလုပ်မယ်ဆိုတော့ဖူကအရင်ဆုံးပေါ့နော်ဒီ hair oil လေးနဲ့စပင်ကိုနှက်ထားလိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့သူကကြတော့အဓိကဘာတွေလုပ်ပြလဲဆိုစပင်6တာတွေစပင်ကျန်းတာတွေပေါ့နော်အလိုဟာတွေကိုသူက hydrate လုပ်ပေးနိုင်တယ်ပေါ့နော်အထူးသဖြင့်ဥယျာဉ်ပြ6တာတွေပါအတွက်ဆိုလို့ရှိရင်လည်းကောင်းတယ်ကွာဘာလို့ဆိုဒီမှာကြအေးတော့ကြတော့เนาะအမြဲတမ်းအဲ့လိုမျိုး moisture လေးရှိနေတော့သူကောင်းတာပေါ့เนาะသူတို့မှာ moisture လုံးဝ moisture hero လို့ရေးထားရပေါ့เนาะစပင်6တာဥယျာဉ်ပြ6တာစပင်ကျန်းတာတွေအတွက်ဆိုရင်ဒါလေးကကောင်းတယ်ပေါ့เนาะဖူးသုံးတာလည်းတော့လောက်ရှိပြီပေါ့เนาะဆိုတော့ဒါလေးမလုပ်ဖြစ်တာကြာပြီဆိုတော့ဒီနေ့ကဆောင်းနာဝင်ရမယ့်နေ့ဆိုတော့ဒီနေ့ကောင်းလျှော့ရမယ်အဲ့ဒါဆိုတော့စပင်ကိုဒီလိုမျိုးလေးပေါ့เนาะဒီလိုမျိုးလေးစပင်ကိုနှံ့နေအောင်နေပြီးလိုက်တယ်ပေါ့နော်အဲဆိုတော့ဆောင်းနာကညနေ6နာရီမှာဆိုတော့6နာရီမှာဝင်ရမှာဆိုတော့ဆိုတာတူနီကိုဒီလိုမျိုးလေးပေါ့နော်စပင်ဒီလိုလေးနှပ်ပြီးတော့မှထားပြီးလိုက်မယ်မတ်မကရချာရောနော်အဲ့တော့မတ်ကမယ်ဒီနေ့ကတော့တယောက်တည်းဖြစ်ပါတယ်အဲရမောင်လေးကဒီနေ့သူအလုပ်သွားပါတယ်အဲတော့ကျမတယောက်တည်းပါဒီနေ့တမှာတော့ကော်ဖီကတော့မပါမဖြစ်ပါတော့ကော်ဖီကတော့တောက်ရပါမယ်ကော်ဖီမတောက်ရင်ကြာလေတနေ့လုံးမှာတစ်ခုခုလိုနေတယ်လို့မျိုးခံစားရတယ်ပေါ့နော်ပြီးတော့ညတော့ channel မှာလာရှမ်းကောဆက်ပြီးတော့မှစားပါမယ်ညတော့ဒါတအိုးကြီးချက်ထားပါပေါ့နော်နှစ်ယောက်လုံးကကြာတော့လေအေးလိုအရင်ကြိုက်တဲ့ထဲမှာပါဆိုတော့တကုံစားပလိုက်တာဒါပဲကျန်တော့ပါလေဒီလေးကိုဖို့ဆက်စားပါမယ်အပြန်နင်းလေးကြည့်နေမလိုက်စားပါမယ်အရင်လာအိုးလေးတိုက်နေအရင်လာတယ်အရင်မှာတော့နှင်းမုံဘူးပေါ့နော်နှင်းဟိုကနေခံထားသလိုဖြစ်နေခြံနဲ့ခတ်ပြီးတော့ကာထားသလိုဖြစ်နေဖူးရဲ့အိမ်အောက်ဆုံးတက်ဆိုတော့ခြံထဲမှာဆိုရင်နှင်းခြံနဲ့ကာထားသလိုမျိုးဖြစ်နေပေါ့နော်ကြည့်လိုက်ပါဆိုစားပါမယ်ကော်ဖီလေးရပါပြီဒီကောက်ချက်တာနည်းနည်းတော့ဆက်တယ်ပေါ့နော်သူ့ရဲ့အနှစ်ကများသွားလို့ထင်တာနည်းနည်းတော့ဆက်တယ်အဲ့တော့အိမ်မှာအိမ်ရှင်မလုပ်ပါမယ်မိဘူးတွေတိုက်ပါမယ်မိဘူးတိုက်ဖို့တော့ကိုမူတီယူပါမယ်စကားလေးကြည့်ပြီးမှမိဘူးတိုက်မယ်ပေါ့နော်အဲ့တော့ကျမရဲ့အပြင်းပြေးနေတယ်မျိုးပေါ့နော်ဒါလေးကတော့အရင်ကပန်းလေးပေါ့နော်ဖူးခွဲလိုက်တာကိုဆိုလို့ရှိရင်4ပင်တောင်ရသွားပါတယ်ဆိုတော့တပင်ဝဲတာ4ပင်တောင်ခွဲလို့ရတယ်ဆိုတော့ရမ်းတက်ပါတယ်ကျမရဲ့ပန်းဝလေးပါအိမ်ထဲမှာ2အိုးပေါ့နော်ကိုကတော့မြို့လေးတိုင်ရင်နေစကားလေးကြည့်ပါမယ်ဖူးရဲ့ဒီနေ့တာကိုအဆုံးထိလက်ခဲ့ပြီလို့ကျေးဇူးများတင်ပါတယ်တတာ